ဟိုရှိတုန်းကပိုလီနီးရှန်ကျွန်းစုရဲ့မိုတူနူအီမော်တူနစ်လို့ခေါ်တဲ့တာယာလှပတဲ့ကျွန်းကလေးတစ်ကျွန်းရှိခဲ့ဘူးလေဗျ။အဲ့ဒီကျွန်းကလူတွေဟာတဘာဝတရားကိုအစိုးရတဲ့တီဖီတဆိုတဲ့နတ်ဖျားမောက်ကိုကိုးကွယ်ကြတာပေါ့။တီဖီတီဟာကြောက်တုံးလေးတစ်တုံးကိုသူမရဲ့နှလုံးသားအဖြစ်အသုံးပြုပြီးသမုဒ္ဒရာထဲမှာတက်ရှိလောကကိုဖန်ဆင်းပေးခဲ့တာပါ။ဒါပေမဲ့တနေ့မှာတော့လေနဲ့ပင်လယ်ကိုအစိုးရတဲ့ရုပ်ဖြတ်တက်မှာဆရာကြတဲ့မော်ဝီမဲဝီဆိုတဲ့နတ်သားတစ်ပိုင်းကလူသားတွေကိုဖန်ဆင်းနိုင်စွမ်းရှိတဲ့စွမ်းအားတွေပေးချင်တာနဲ့တီဖီတီရဲ့နှလုံးသားကိုခိုးယူလိုက်ပါလေရောအဲ့ဒီမှာတင်တီဖီတီဟာပျက်စီးသွားပြီးမော်ဝီဟာလည်းတီကာတီဆိုတဲ့မိတော်မိစ္ဆာရဲ့တိုက်ခိုက်ခြင်းကိုခံရပါတော့တယ်အကျိုးဆက်အနေနဲ့မော်ဝီဟာတီဖီတီရဲ့နှလုံးသားရောသူ့ရဲ့မော်ငါးများချိတ်ကြီးကိုပါပင်လယ်နက်ထဲမှာဆုံးရှုံးလိုက်ရတာပေါ့နှစ်ပေါင်း1000လောက်ကြာပြီးတဲ့နောက်မှာတော့ပင်လယ်ပြင်ကြီးကမိုတူနူအီကျွန်းရဲ့အကြီးအကဲသမီးလေးမိုအာနာမောလာကိုရွေးချယ်လိုက်ပါတယ်တီဖီတီရဲ့နှလုံးသားကိုပြန်ပေးဖို့ပေါ့မိုအာနာရဲ့မိဘတွေကတော့သူမကိုပင်လယ်နဲ့ဝေးမှာပဲထားချင်ကြတာဘာလို့လဲဆိုတော့ကျွန်းရဲ့အကြီးအကဲတစ်ဖြစ်လာဖို့ပဲပြင်ဆင်စေချင်တာကိုဒါပေမဲ့မိုအာနာအသက်16နှစ်အရွယ်မှာကျွန်းပေါ်ကတစ်ပင်တွေတေကုန်ပြီးငါးတွေလည်းရှားပါလာပါတော့တယ်မိုအာနာကတန်တာကြောက်တန်းတွေရဲ့အပြင်ဘက်အထိတွားရှာဖို့ကြိုးစားပေမဲ့အဖေဖြစ်သူကတားမြစ်ခဲ့တယ်နောက်ဆုံးမှာတော့အဖွားဖြစ်သူလာထော်ဝါကလှုပ်ဝက်ချက်တစ်ခုကိုဖွင့်ပြလိုက်ပါတယ်အဲ့ဒါကတော့သူတို့ရဲ့ဘိုးဘွားတွေဟာတကယ်တော့ပင်လယ်ခီးသွားဟီးရိုးတွေဖြစ်ကြောင်းမော်ဝီကနှလုံးသားကိုခိုးသွားကြတဲ့ကပင်လယ်ပြင်ကြီးဟာမလုံခြုံတော့တာကြောင့်ခီးမထွက်ကြတော့တာဖြစ်ကြောင်းပြောပြခဲ့တာပါအဖွားဖြစ်သူဆုံးပါခါနီမှာမိုအာနာကိုမော်ဝီကိုရှာဖို့နဲ့နှလုံးသားကိုပြန်ထားဖို့မှာကြားခဲ့ပါတယ်အဲ့ဒီလိုနဲ့မိုအာနာဟာသူမရဲ့ချက်ကလေးဟေးနဲ့အတူပင်လယ်ပြင်ထဲကိုဆွတ်စစားထွက်လာခဲ့ပါတော့တယ်ခီးလန်းမှာမော်ဝီနဲ့တွေ့ခဲ့ပေမဲ့မော်ဝီကအစပိုင်းမှာတော့ငင်းဆန်နေခဲ့သေးတာပေါ့ဒါပေမဲ့နောက်ဆုံးမှာတော့မိုအာနာရဲ့ဖြောင်းမှုကြောင့်မော်ဝီဟာတခိုးယူခဲ့တဲ့အမားကိုပြင်ဆင်ဖို့သဘောတူလိုက်ပါတယ်သူတို့နှစ်ယောက်ဟာရေအောက်မိတ်ဆာပြည်ကဘလူးကနန်းကြီးတာမာရောအထမ်းမတော်စီကနေမော်ဝီရဲ့ငါးများချိတ်ကိုပြန်လူခဲ့ရသလိုအုံးသီးပင်လေတာပြကာကာမိုရခက်ကမောတွေနဲ့လည်းရင်ဆိုင်ခဲ့ရပါသေးတယ်ခီးလန့်တစ်လျှောက်မှာမော်ဝီကမိုအာနာကိုလမ်းပြတက်ပညာတွေတင်ပေးရင်းသူတို့နှစ်ယောက်ဟာတငယ်ချင်းကောင်းတွေဖြစ်သွားကြပါတယ်နောက်ဆုံးတီဖီတီကျွန်းကိုရောက်တဲ့အခါမှာတော့မိတော်မိစ္ဆာတီကာနဲ့အပြင်းထန်တိုက်ပွဲဖြစ်ကြပါတယ်အဲ့ဒီမှာမိုအာနာဟာအံ့ဩစရာအမှန်တရားတစ်ခုကိုသိလိုက်ရတယ်အဲ့ဒါကတော့တီကာဆိုတာတကယ်တော့နှလုံးသားပျောက်ဆုံးနေတဲ့တီဖီတီကိုယ်တိုင်ပဲဖြစ်နေတာပါမိုအာနာဟာတီကာကိုနှလုံးသားပြန်တက်ပေးလိုက်တဲ့အခါမှာတော့တဘာဝတရားကြီးဟာပြန်လဲစိမ့်လန်းဆူပြေလာပြီးကဘာကြီးလည်းငြိမ်းချမ်းသွားပါတော့တယ်ဇက်သိမ်းပိုင်းမှာတော့မိုအာနာဟာကျွန်းကိုပြန်လာပြီးမိဘတွေနဲ့ပြန်ဆုံစည်းခဲ့ပါတယ်။သူမဟာကျွန်းရဲ့အကြီးအကဲတစ်ဖြစ်လာရုံတင်မကပဲသူမရဲ့လူမျိုးစုတွေကိုဥဆောင်ပြီးပင်လယ်ခီးသွားလမ်းပြသူကြီးအဖြစ်နဲ့ပျော်ပျော်ရွှင်ရွှင်နေထိုင်သွားပါတော့တယ်ဗျာ။